မင်္ဂလာပါကျမဒီနေ့ဟွိုင်းရန်ကိုသွားလေဖြစ်တာနဲ့ကိုကိုနတ်ပုတ်လေးစီးကြည့်ခဲ့ပါတယ်ဒီနေရာလေးက tourist attraction နေရာလေးပါပြီးတော့ကြတော့ဒီလှေပုံစံလေးကလည်းဗီယက်နမ်တနိုင်ငံထဲမှာပဲတွေ့ရမယ့်လှေပုံစံလေးပါကမ်းခြေနဲ့ဝေးတဲ့ဒေသမှာပဲနေခဲ့ဘူးတဲ့ကျမအတွက်တော့ဒီလိုမျိုးတနည်းပင်နေကြတဲ့မှာလှေစီးရတဲ့ခံစားချက်လေးကတစ်မျိုးထူးဆန်းနေရပေါ့နော်ဒီလေလေးကိုစီးရင်းနဲ့ကျမစိတ်ထဲမှာဒီလေကဘယ်လိုမျိုးစပြီးတော့ဖြစ်လာလဲဆိုပြီးတော့တမိုင်းချောင်းလေးကိုသိချင်တာနဲ့ကျမရှာကြည့်ခဲ့ပါသေးတယ်ဗီယက်နမ်နေပြင်သစ်ကိုလိုနီလက်အောက်ခံဘဝရောက်နေတဲ့အချိန်တုန်းကပေါ့နော်ပြင်သစ်တွေကဗီယက်နမ်ငါးဖမ်းလေတွေအပေါ်မှာအခွန်အများကြီးကောက်ခဲ့ပါတယ်ဒီလိုမျိုးအခွန်မတရားကောက်ခဲ့တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဗီယက်နမ်တွေကလှေပုံစံနဲ့မတူတဲ့ချင်းပုံစံလှေတွေကိုဝါးနဲ့ရက်လုတ်ပြီးတော့ကြတော့တီထွင်ခဲ့တာပဲဖြစ်ပါတယ်အခွန်လာကောက်တဲ့အခါမှာလည်းဒါတွေကလှေမဟုတ်ဘူးချင်းနေဆိုပြီးတော့ကြတော့သူတို့ကအခွန်ကိုရှောင်နိုင်ခဲ့ပါတယ်ဒါကြောင့်မို့လို့ပေါ့နော်ဒီကိုကိုနတ်ပုတ်တွေကဗီယက်နမ်နေပြင်သစ်ကိုလိုနီအစိုးရရဲ့အခွန်ကိုရှောင်တဲ့ကြားရုပ်လည်းဖြစ်တယ်လို့ကိုလိုနီနယ်ချက်ကိုစန့်ကျင်တဲ့တင်ကေတာလည်းဖြစ်ပါတယ်ပြီးတော့ဗီယက်နမ်စစ်ပွဲအတွင်းမှာလည်းလူနဲ့ရိတ်ခါတွေကိုလှည့်ဝက်ပြီးတဲတဲ့အခါမှာကိုကိုနတ်ပုတ်တွေကိုအသုံးပြုခဲ့ကြပါတယ်ဒီလေတွေကိုဝမ်းနဲ့ရက်လုတ်ထားတာဖြစ်ပြီးတော့ရေဆိုခံအောင်ဘေးကနေပြီးတော့အုံးစီတို့တစ်ဆေးတို့ဒါမှမဟုတ်လို့ရှိရင်ကတ္တရာစီတို့နဲ့လည်းတုပ်ထားပါတယ်ဒီကိုကိုနတ်ပုတ်လေးတွေကပေါ့ပါပြီးတော့ကြတော့ရေတိမ်ပိုင်းနေမြစ်ပြင်ချင်းတဲ့နေရာမှာလည်းလွယ်လွယ်ကူကူလှော်ခတ်လို့ရပါတယ်အခုချိန်ထိဒေသခံတန်ငါတွေကငါးဖမ်းဖို့အတွက်ကိုကိုနတ်ပုတ်တွေကိုအသုံးပြုနေကြသေးပါပဲအခုတော့ဒီလေတွေကငါးဖမ်းဖို့ရင်မဟုတ်ဘူးပေါ့နော်ကမ္ဘာလက်ခရီးသွားတွေကိုဆွဲဆောင်လို့ကောင်းဆုံးအရာတစ်ခုလည်းဖြစ်နေပါပြီကျမကတော့ရောက်တော့ကိုကိုနတ်ပုတ်လှည့်ရလေးကိုစီးကြည့်ခဲ့ပါတယ်ကြောက်တတ်တဲ့သူတွေဆိုရင်တော့မစီးပါနဲ့ကျမကတော့ကိုယ့်နဲ့ကိုမကြောက်ဘူးထင်ပြီးတော့စီးကြည့်လိုက်တာနောက်ကအတန်အသာနားထောင်ကြည့်လိုက်ပါတော့စီးပြီးတော့ရင်ဆိုမူးလည်းမူးသွားပါပြီဒါပေမဲ့တွေ့ကြုံတော့ရပါတယ်ရှင်ပြီးတော့ကြတော့ကိုကိုနတ်ပုတ်တွေပေါ်မှာကာရာအိုကေဆိုလို့ရအောင်လုပ်ထားပါတယ်ကျမတို့ကမြန်မာလာလို့ပြောတော့ကြတော့သူတို့ကမြန်မာသချင်းတွေဖွင့်ပေးပါတယ်ကျမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်